လန်ကွက်ရောင်စုံလေးဒီမှာနေကိုမတော့ဒီဇိုင်းတစ်ကာလာလိုင်းအစ်စ်လေးတွေရောက်ပါတယ်ရမ်းလာတယ်တေချာလေးဖြန့်ပြပေးမယ်နော်ဒီမှာကြည့်အခုကမိုးရင်းဆိုဒါလေးတွေကလုံးဝအရန်ဟိုမှာအယောင်တက်တဲ့ပစ္စည်းလေးတွေပါဒါလေးဆိုအနက်ကလေးပေါ့နော်ဒီတစ်ခေါက်မှာတဲ့ဒီဗီဒီယိုကိုမြင်ပြီးမှာတဲ့ customer တွေဒီရဲ့ကာလာလိုင်းနဲ့ရမယ်ပေါ့နော်ဒီမှာကြည့်အောင်ဒါလေးကကြတော့အနက်ပေါ့နော်ဒီမှာနော်ယောက်ျားလေးရောမိန်းကလေးရော unisex ဝတ်လို့ရမယ်ကာလာလိုင်းတွေဆိုရင်လည်းအလှတွေပဲထည့်ထားပေးတယ်ဒီမှာကြည့်အရန်လာတယ်ပေါင်ချိန်100 160 190 AC weight ကြားမ unisex ဝတ်လို့ရမယ်အယောင်လိုင်းလေးကိုပဲတစ်ချက်ရှိုးเนาะဒီမှာကြည့်ငားတဲ့တစ်ထုပ်ပါကဲဈေးလေးကလေတစ်ထည်ဟိုမှာ6200မှ900ကျပ်ပဲရှိရเนาะဒါမျိုးအရန်လာတယ် unisex ဝတ်လို့ရမယ်ကာလာဆိုရင်လည်းလေဒီမှာတစ်ခေါက်ဆိုရင်ဒါမျိုးအယောင်လိုင်းလေးတွေအရန်လာတယ်เนาะဒီတစ်ခေါက်လေးစိုက်လဲပို့ပြီးတော့ကြီးထားပေးတယ်ပန်အောင်လုံးဝမရှိအကွက်တွေလည်းလုံးဝ update အကွက်တွေပဲရမယ်6900ကျပ်ထဲနဲ့လာယူပါငားတဲ့တစ်ထုပ်ပါငားတဲ့ထုပ်မှာဆိုဒါမျိုးကာလာအယောင်အစုံလေးထည့်ထားပေးပါတယ်ဒီကာလာလိုင်းနဲ့ရမယ်အိမ်ရောက်ငွေချေရတယ်စိုက်မှာလဲလောက်ဝယ်လို့ရပါရှင်